များရှိကွာဆာဆောင်မှာနှုတ်ခုစသားပါရယ်မတ်လ28ရက်2026ခုနှစ်စနေနေ့တောင်များကိုမပေါ်မြေကြီးနှင့်လောတက်ကိုဖန်ဆင်းတော်မူမည်ကိုရောဒီရှိကပါဆက်ဆက်မဆာ၍နောက်ကပါဆက်ဆက်တိုင်အောင်ဖျားခင်ဖြစ်တော်မူ၏90ခုမြောက်သောဆာလံခန်းငယ်နှင့်ခေါင်းစဉ်ကရှိကပါအဆက်ဆက်ကျန်းစာတင်တဲ့တစ်ခုမှာဖန်ဆင်းခြင်းကြောင့်ကပောင်ကျန်းကိုကျွန်တော်ကလူငယ်များကိုပြောပြခဲ့ပါသည်ဖျားခင်သည်စောင်း၌ကောင်းကင်မြင်ကြီးကိုဖန်ဆင်းပါသည်ပထမနေ့မှာနေနေညတနည်းအားဖြင့်အလင်းကိုဖန်ဆင်းပါသည်ဒုတိယနေ့မှာတော့မိုးမျက်နှာချက်ကိုဖန်ဆင်း၍ရေကိုပိုင်းခြားပါသည်တတိယနေ့မှာတော့ကုန်းနှင့်ပင်လယ်ကိုခွဲခြား၍အပြင်မျိုးမျိုးကိုဖန်ဆင်းပါသည်စတုံးထားနေ့မှာတော့အလင်းအိမ်ကြီးနှလုံးကိုဖန်ဆင်း၍အကြီးနေကိုတော့နေကိုအုပ်ဆိုးစီအငယ်နားကိုတော့ကျင်များနှင့်ဒူညကိုအုပ်ဆိုးစီပါသည်သင်္ကန်းစာမဆုံးခင်ပါပေတီးမခံနိုင်သောလူငယ်တယောက်ကထား၍မေးခွေတောင်းပါသည်။ဘာမေးချင်လို့လဲဟုမေးလေသူကဖျားသခင်ကအရာအလုံးကိုဖန်ဆင်းတာတော့ဟုတ်ပါပြီ။ဒါပေမဲ့အဲ့ဒီဖျားသခင်ကိုဘယ်သူဖန်ဆင်းသလဲအဖို့ဟုမေးပါ၏။တော်တော်ကိုခတ်သောမေးခွန်းမှာတန်တရားနှင့်မေးထိုင်သောမေးခွန်းလည်းဖြစ်ပါသည်ကျွန်တော်ကမဖြေနိုင်ကြောင်းမသိကြောင်းကိုယူသားစွာပဲပြန်ပြောလေထိုလူငယ်ကဟာဟာရေပါသည်တကယ်တော့စာရိုင်းပရိယေနှင့်ဖျားသခင်ကိုတန်တရားထား၍ဟာဟာရေ၍မဖြစ်ကြောင်းတော့ပြောပြခဲ့ပါသည်ဇာခရီဆိုသောယေဘရဟိတပါယူရပြည်မှာရှိခဲ့ပါသည်တနေ့တ၌ကောင်းဤတမန်ကဇာခရီ၏မယား၌တားယောက်ျားကိုဖွားမြင်မျိုးတတိပြီးသောအခါသူကမယုံနိုင်ပဲရှိနေခဲ့ပါသည်တကယ်တော့ဇာခရီကလူအိုတူပါအင်္ဂလိပ်ရှ်ဘက်ကလည်းတန်ရွယ်ကြီးသောမြုံနေသည့်မိန်းမဖြစ်ပါသည်လောကပညာလောကအတွေ့အကြုံနှင့်ဆိုလေခလေးရဖို့လုံးဝမဖြစ်နိုင်ပါဘူးနော်ထို့ကြောင့်မယုံနိုင်ပါဘူးပြန်ပြောလေကောင်းဝိတမန်ကာဗီလာကတင်းဒီငါစကားကိုမယုံသောကြောင့်အကြောင်းရမဖြစ်မိတိုင်အောင်စကားမပြောဘဲအားလျက်နေလိမ့်မည်ဟုပြန်ပြောခဲ့ပါသည်တကယ်ပဲဇာခရီသည်ထိုချိန်မှစ၍စကားမပြောနိုင်ပဲနောက်ဆုံး၌ဗတ္တိဆန်ဆရာယောဟန်ကိုမွေးဖွားပြီးမှစကားပြန်ပြောနိုင်ပါသည်တန်တရားရှိခြင်းမှာပြည့်တန်ခံသည့်ဒါရကနှုတ်ကပတ်တော်မှာလာပါသည်အားလုံးဖျားခင်ကောင်းချီးပေးပါစေ